မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မိတ်ဆွေတို့မျှဝေသွားမယ့်အကြောင်းကတော့ Facebook မှာ beta program ကိုဘယ်လို join ရမလဲဆိုတာမိတ်ဆွေတို့မျှဝေတင်ပြသွားမှာဖြစ်ပါတယ်ဒီလို beta program ကို join ထားခြင်းအဖြစ်မိတ်ဆွေတို့ဟာ Facebook ရဲ့ update new feature တွေကိုအသုံးပြုခွင့်ရမှာဖြစ်ပါတယ် update feature တွေကိုအရင်ဆုံးသုံးနေတဲ့မိတ်ဆွေများအတွက်ရည်ရွယ်ပါတယ်ခင်ဗျာပထမဦးစွာကျွန်တော်တို့ Facebook application တွေကိုဝင်လိုက်ပါခင်ဗျာ beta tester တွေအတွက်ပဲရရှိတဲ့ new feature တွေကိုသုံးရမှာဖြစ်ပါတယ် menu နေရာတွေကိုဝင်လိုက်ပါခင်ဗျာ menu ကိုရောက်ပြီဆိုရင် setting and privacy နေရာကိုဝင်ရမှာဖြစ်ပါတယ်ပြီးရင် setting ကိုစစ်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ early access to feature ဆိုတဲ့နေရာလေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ဒီ early access to feature နေရာတွေကိုဝင်လိုက်ပါjoin the beta program ဆိုတဲ့နေရာလေးကိုအွန်ပေးလိုက်ရင်ရပြီဖြစ်ပါတယ်ခင်ဗျာ Facebook ရဲ့ setting အသက်ခလုတ်အသက် UI အပြောင်းလဲတွေကိုလူတိုင်းမသုံးရသေးခင်ကိုအရင်သုံးရမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ